အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးမှာတော့နာမည်ကြီးတဲ့ဒူဘိုင်းချောကလက်ကိုအခုအမေရိကန်နိုင်ငံမှာလည်းရနေပါပြီဒါကြောင့်မလို့ဒူဘိုင်းမှာရတဲ့ချောကလက်နဲ့ဘာကွာလဲဆိုတာကိုဒီဗီဒီယိုထဲမှာနှိုင်းယှဉ်ပေးသွားမှာဖြစ်ပါတယ်ကျွန်မနာမည်တော့မိုးပါဒါကတော့မိနစ်တော့ဒူဘိုင်းကနေဝင်လာတဲ့အခုနာမည်ကြီးနေတဲ့ pistachio chocolate လေးပေါ့နော်အဲ့ဒါကိုအခုဒါကတော့ Costco မှာဝယ်ထားတဲ့ဒူဘိုင်း chocolate လေးပါသူတို့နှစ်ခုကနော်ဘာတွေပါဝင်လဲဆိုတော့ကြည့်အောင်ဘာတွေပါဝင်လဲဆိုတဲ့အချိန်မှာပေါ့နော်အဓိကပါဝင်တဲ့ ingredient ပေါ့နော် Kanafe လို့ခေါ်တဲ့ pistachio ပေါ့နော် pistachio နဲ့ဒီမှာလည်းအဲ့ဒါပါပါတယ် pistachio နဲ့ Kanafe ပါတယ်ဒီက made in Europe with premium chocolate လို့ရေးထားပါတယ်ဘာတွေပါလဲဆိုတော့နော် Dubai chocolate ingredient ကိုကြည့်လိုက်အောင် ingredient မှာဆိုလို့ရှိရင် sugar cocoa butter milk powder လေးပါပါတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာလဲနော် sugar cocoa butter full milk cream cocoa powder cocoa mass နဲ့ soy တွေပါပါတယ်ဒီမှာလဲသူကပြောတာကတော့နော် pistachio wheat may contain other tree nut peanut soy and egg တွေပါပါတယ်နောက်ပြီးလို့ရှိရင်ဒီဟာ made in Germany ပေါ့နော် made in Germany ပါပြီးလို့ရှိရင်ဒီဟာကိုသုံးဆောင်မယ်ဆိုလို့ရှိရင်တော့ keep cool and dry တဲ့နော်6တွေ့တဲ့ညမှာသုံးဆောင်ပါမယ်အခုဒါလေးကို unboxing လုပ်ကြည့်အောင်ဒါကတော့ Costco မှာဝယ်ပြီးတော့18.99 plus tax ပေးရပါတယ်အခုဒီ chocolate ကပေါ့နော်အခုနာမည်ကြီးနေပါတယ်ဒူဘိုင်းသွားလို့ဆိုလို့ရှိရင်single money ရဲ့တူမလေးကလည်းဒူဘိုင်းက chocolate ကိုဝယ်ခဲ့ပေးပါဆိုလို့ဝယ်သွားပေးရတယ်ပေါ့နော်ဒါလေးကတော့အခု USB မှာရတဲ့ chocolate လေးပါသူကတော့ made in Germany ပေါ့နော်ဘာတွေပါလဲဆိုကြအောင်ဒီ brand ကတဲ့ since 1931ကတည်းကထုတ်ထားတာပေါ့နော်ကဲဘာတွေပါလဲဒီမှာဒီလိုလေးထွက်လာပါတယ်နှစ်ခုပါလဲ1 2 3 4 5 6 7 842ခုပါပါတယ်42ခုကို18.99ပြရဆိုတော့မစိုးပါဘူးပေါ့နော်ဒါလေးကတော့ chocolate ကဒီလိုပါဒါကိုတော့ကြိုက်လိုက်လို့ရှိရင်လေမှာတော့သူကpistachio cream လေးပေါ့နော်အဲ့လေးပါပါတယ်အဲ့တော့သူကဟို mid အရာလည်းမျိုးနည်းနည်းစင်ပါတယ်နည်းနည်းအစိမ့်ရတာပေါ့နော်အစိမ့်ရတာ chocolate နဲ့အစိမ့်ရတာလေးနဲ့ mid ရတာလေးနဲ့ရောထားတာပါပြီးတော့ဒီမှာက peanut လည်းပါတယ်သူက crunchy ဖြစ်ပါတယ်ပြောမှဆိုလို့ရှိရင်တော့စားပြီးစားခြင်းဖြစ်စေပါတယ်အဲ့တော့ဒီ chocolate ကိုဒီမှာရ18.99ဆိုတော့မစိုးပါဘူးဒူဘိုင်းမှာလည်းစီကြီးတယ်ဒူဘိုင်းမှာတော့တကယ်တည်းဝယ်ပေးရဖြစ်တဲ့အတွက်ဈေးနှုန်းတော့တိကျမသိခဲ့ပါဘူးအဲ့တော့အခုချိန်မှာနာမည်ကြီးရဲ့ဒူဘိုင်း chocolate ကိုစားခြင်း American နိုင်ငံမှာလည်းရနေပြီဆိုတာကျွန်တော်ပြပြပေးတာပါ Costco မှာရပါတယ်ဒီလိုလေးပါတော့လို့ရပါတယ်နော်ဒီဗီဒီယိုလေးကတော့ဒူဘိုင်း chocolate လေးအကြောင်းကို unboxing လုပ်ပြတဲ့ဗီဒီယိုလေးပါအားလုံးပဲအဆင်ပြေနှစ်သက်ကြမယ်လို့မျှော်လင့်ပါတယ်ဒူဘိုင်း chocolate ကိုစားဖို့ကြပြီလားစားဖို့ရင်ကြိုက်ကြလားဘာကြောင့်ကြိုက်လဲဆိုတဲ့အကြောင်းလေးကိုလည်း comment မှာပြောပြပေးပါဦးနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်